တော့စာနယ်ဇင်းဆရာများမှသိရှိလိုသည့်များကိုမေးမြန်း၍ဦးရဲဝင်းနှင့်ဦးငိမ့်မောင်တို့မှပြန်လည်ဖြေကြားခြင်း question and answer အစီအစဉ်ဖြစ်ပါတယ်။စတုတ္ထအစီအစဉ်ကတော့ရွှေသေးကုမ္ပဏီမှာအုပ်ချုပ်မှုဒါရိုက်တာဦးရဲဝင်းမှကျေးဇူးတင်အမှာစကားပြောကြားခြင်းလိုက်တာဦးရဲဝင်းမှအမှာစကားပြောကြားပေးပါခင်ဗျာ။ကျွန်တော်ရွှေသေးကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်ကဦးရဲဝင်းဖြစ်ပါတယ်။ကျွန်တော်အခုရှင်းလင်းပြောကြားတင်တာကတော့နိုင်ငံသားရေးဝန်ကြီးရုံးအောင်ဒီကနိုင်ငံသားရေးဝန်ကြီးရုံးအောင်တော်ဝင်စင်တာပေးရအစာအုပ်အနီသုံးလုံးကိစ္စဖြစ်ပါတယ်။ရပြီလား။အဲ့ဒီစာအုပ်အနီပါဦးတင်ထောင်းယူဖို့ကုမ္ပဏီနဲ့အခုလည်းအစားနဲ့တက်တာပါအကျိုးတူလုပ်ငန်းဆိုပြီးတော့စာချုပ်စာတမ်းမှာမှတ်ပုံတင်ထားပါတယ်။စာချုပ်စာတမ်းမှတ်ပုံတင်ပြီးတော့လူကြီးမင်းတို့ပေးထားတဲ့ final လည်းပါပါတယ်။အဲ့ရလာရောက်ကမ်းလှမ်းတဲ့အတွက်ကျွန်တော်ကသဘောတူပြီးတော့တက်တည်ပြီးလက်မှတ်ထိုးပြီးတော့ငှားရမ်းပြခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ငှားရမ်းပြီးတဲ့အချိန်မှာတရက်တလပိုင်း2013 18ရက်နေ့ကငှားရမ်းလိုက်ပါတယ်။ငှားရမ်းပြီးတော့ပေးမင်းကိုကျွန်တော်တို့က3လတစ်ချိန်3သိန်းနဲ့စီယံပေးရသဘောတူခဲ့ပါတယ်။ဒါပေမဲ့စီယံပထမ3လတစ်ချိန်ဦးတည်တော်မှာယူပြီးတော့ဒုတိယ3လတစ်ချိန်ဦးတည်တော်အောင်ထည့်ယူပါတယ်တတိယ3လတစ်ချိန်နဲ့ကျွန်တော်ရမယ့်အချိန်မှာဦးတည်တော်ယူတော့ကျွန်တော်နဲ့စာပြဿနာတက်ခဲ့ပါတယ်အဲ့လိုပြဿနာတက်ရင်းနဲ့ဥက္ကိုထူကကျွန်တော်ကသွားပြီးတွေ့ဆုံတဲ့အခါမှာသူပြေလျောင်ဖြည့်ရှင်းပါမယ်ဆိုပြီးတော့ကျွန်တော်စောင့်ခိုင်းပါတယ်ကျွန်တော်တစ်လလောက်စောင့်ပါတယ်ပြေလျောင်မရှိပြီးတဲ့အတွက်ကျွန်တော်ကနေပြီးတော့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုကျွန်တော်စာတင်လိုက်ပါတယ်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုစာတင်တော့လဲ4လနဲ့10ရက်ပြည့်တဲ့နေ့မှာကျွန်တော်အိမ်ကိုနှစ်ဖက်ညှိနှိုင်းရန်အစည်းအဝေးဆုံးဖြတ်ချက်ဆိုစာရောက်လာပါတယ်ဒါပေမဲ့ကျွန်တော်အခမ်းအနားဆင်ခြင်ပြီးသားဖြစ်ပါတယ်စောင့်လို့လည်းမရတော့ပါဘူးသူတို့ပို့တဲ့စာကလည်းကျွန်တော်တိတ်စိတ်မကောင်းဖြစ်နေပါတယ်လူကြီးတွေအနေနဲ့မပြေလည်လို့ကျွန်တော်တိုင်တဲ့တောင်းပြေလည်အောင်ဖြည့်ရှင်းပါဆိုတဲ့စာထွက်တာလည်းတခုပဲရှိပါတယ်ကျွန်တော်ကနိုင်ငံသားတယောက်ဖြစ်ပြီးတော့ဥပဒေနိုင်ငံသားတယောက်အနေနဲ့နိုင်ငံသားလောအတိုင်းကျွန်တော်ဆောင်ရွက်ပေးပါလို့တိုင်ကြတာကိုကျွန်တော်ဥပဒေမဲ့အခုမဆောင်ရွက်ပေးပါဘူးနောက်တစ်ခုက25ရက်12လ2013မှာထိုနိုင်ငံသားရေးရုံးကိုဖွင့်ပွဲလုပ်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ကသတင်းလာတဲ့5ချိန်ပြင်ညာထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒီလိုသတင်းလာတဲ့5ချိန်ပြင်ညာထားတာကိုဒီလိုဖွင့်ပွဲလုပ်တာနိုင်ငံတော်အကြီးအကဲကအခုချိန်ကြီးအရေးယူမှုညာလဲထိထိရောက်လှုပ်ချင်းမတွေ့တဲ့အတွက်ကျွန်တော်တစ်ဖက်သက်ခံစားနေရတဲ့အတွက်ဒီလိုချင်းလင်းပွဲလှုပ်ချင်းဖြစ်ပါတယ်နောက်ပြီးကြတော့ကျွန်တော်ဦးစိန်တော်အောင်က406နဲ့25ရက်12လ2013မှာကျွန်တော်ယုံကြည်စွာအနန္တတဲ့ကားကိုလွဲသုံးသားလုပ်တဲ့အတွက် CID ကနေပြီးတော့ကျွန်တော်လက်မှတ်ကိုလည်းလွဲသုံးသားလုပ်တဲ့အတွက် CID ကပြန်တဲ့အခါမှာကျွန်တော်လက်မှတ်ကိုလွဲသုံးသားလုပ်ထားပါတယ်ပြန်ထားပါတယ်အဲ့အတွက်ဥပဒေအရာရှိကနေ25ရက်12လ2013မှာတရားစွဲပါဖမ်းချုပ်ပါဆိုပြီးတော့ချပေးပါတယ်ဒါပေမဲ့လည်းဥပဒေအထက်မှာဘယ်သူရှင်းနေမှမသိပဲနဲ့အစစ်အအခုဆွဲယူနေအခုချိန်ဒီဥတည်ထောင်ဖမ်းဆီးပြီးတယ်လည်းမရှိသေးပါဘူးအဲ့တော့ကျွန်တော်ရှင်းပြချင်တာတော့ဥကိုထူးဆိုတာခရိုဒီတယောက်ပါအဲ့ခရိုဒီဓာတ်ရဝင်ဆွလို့ဒီပြဿနာဖြစ်တာပါဥကိုထူးဆိုတဲ့လူကတော့အဲ့ဒီလူဖြစ်ပါတယ်လူကြီးမင်းတို့ကိုဓာတ်ပုံတွေပါပါတယ်ဒီလိုပါဥကိုထူးဆိုတာဒီဘက်ကတော့ကိုတည်ထောင်းအောင်ပါဒီဘက်သူ့မျိုးသမီးတော်ရဲမင်းဖြစ်ပါတယ်လူကြီးမင်းတို့ဖိုင်တွေထဲမှာလည်းပါပါတယ်ဥကိုထူးဆိုတာဒီခရိုနီကကျွန်တော်နေရာကိုဝင်လူနေတဲ့သဘောဖြစ်နေပါပဲအဲ့တော့ကျွန်တော်ကဥပဒေအထက်မှာဘယ်သူမှမရှိရဆိုတဲ့နိုင်ငံတော်ထုတ်ပြန်ထားတာဥပဒေအထက်မှာဘယ်သူရှိနေလို့ကျွန်တော်အမှုထိထိရောက်မလုပ်ဘူးဒါလဲဆိုတော့ကျွန်တော်ရှိတည်ရရှင်းပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာရွှေသွေးကုမ္ပဏီနဲ့ကျွန်တော်တို့ UFOS ကုမ္ပဏီစတင်ပြီးတော့ joint venture အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းစတင်ဆွေးနွေးရချိန်ကစပြီးတော့အခုအငြင်းပွားမှုအခြေအနေတွေအားလုံးကိုကျွန်တော်ရှင်းပြပါမယ် UFOS ကုမ္ပဏီဟာ OIN နဲ့ဦးစီးဌာနကနေပြီးတော့
ကျွန်တော်တို့မြေနဲ့အဆောက်ကိုအားရခွင့်ရပါတယ် BOD စနစ်နဲ့ BOD စနစ်နဲ့ကျွန်တော်တို့ရပြီးတဲ့အချိန်မှာအဲ့ဒါမှာအိုးအိမ်နဲ့ဦးစီးဌာနနေပြီးတော့လူချင်းမင်းများရဲ့ဖိုင်ထဲမှာပါပါတယ်စာချုပ်အိုးအိမ်နဲ့ဦးစီးဌာနနဲ့ U-Force နဲ့ချုပ်ထားတဲ့စာချုပ်အဲ့စာချုပ်ပါစီကံအတိုင်းသူကစောရဲမဲ့တောင်းဒီ U-Force မှာရှိပါတယ်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံသားဥပဒေကျွန်တော်တို့နိုင်ငံသားပြုတ်နှံမှုရင်းနှီးပြုတ်နှံမှုဥပဒေမထွက်ခင်မှာ U-Force Company ရဲ့အုပ်ချုပ်မှုဒါရိုက်တာဖြစ်တဲ့ဦးတင်ထွန်းအောင်ပေါ့ဗျာဒါပုံကြီးကတိုက်ခိုက်မှုတော့မဟုတ်ပါဘူးကျွန်တော်တို့ရွှေသေးကုမ္ပဏီ limited ကို joint venture အနေနဲ့ကမ်းလှမ်းတယ်အဲ့တော့ရင်းတော့ကြည့်ပြတော့ဒီလိုကမ်းတမ်းတယ်ဆိုတော့ဥစ္စာက joint venture အနေနဲ့ partnership ပုံစံတော့မဟုတ်ဘူးအကျိုးတူပူးပေါင်းဆောင်ရွက်ဖို့အတွက်သူကလက်ကမ်းတာအဲ့ဒါမှာကျွန်တော်တို့ရွှေသေးကုမ္ပဏီ limited ကနေပြီးတော့သိန်း1000မြန်မာကျပ်ကိုပေါ့ရင်းနှီးမြှုပ်နှံမှုကျွန်တော်တို့ထည့်လိုက်တဲ့အခါမှာဒီတိုင်းလဲလို့ကျွန်တော်တို့ကမထည့်စာချုပ်စာတမ်းမောက်ပွင့်နေရုံးကနေပြီးတော့မောက်ပွင့်နေအမှတ်နဲ့လူကြီးမျိုးရဲ့ခိုင်သီးသီးမှရှိတယ် Registration Act နဲ့ကျွန်တော်တို့ကအပြည့်ပြည့်ချုပ်ပြီးကျွန်တော်တို့ထည့်လိုက်တဲ့အခါမှာအဲ့ဒါကျွန်တော်တို့ brain ကြီးနေပါတယ်ခင်ဗျ brain ကြီးနေမှာပါလဲဆိုတော့ရွှေသွေးကုမ္ပဏီ limited နဲ့ U-Force ကအကျိုးတူပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်50ရာခိုင်နှုန်းဒီခံစားရမယ်ဆိုတဲ့ချက်အဲ့စာချုပ်တော့ပါပြီးသားအဲ့တော့50ရာခိုင်နှုန်းခံစားရမယ်ဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီနိုင်ငံခြားရေးဝန်ကြီးဌာနရုံးအောင်အဆောက်အဦသုံးလို့ကိုငွေနဲ့ကိုစိုက်ဆောက်ရမယ်စိုက်ပြင်းရမယ်ရရှိလာတဲ့အကျိုးအမြတ်တွေကိုကျွန်တော်တို့တဝက်စီခံစားဒီပြင်းရင်ပါလာအဲ့တော့ဒါပြင်ဒီစာချုပ်ကိုကျွန်တော်တို့တွေကကျွန်တော်တို့လူကြီးမင်းများရှိမှသိတဲ့အတိုင်းပဲရွှေသေးကုမ္ပဏီလူမီတက်ကအိုးချုပ်မှုဒါရိုက်တာကြီးရဲ့ရှင်းပြတဲ့အချက်ဒီတော်တော်မျိုးမျိုးရိုးသားသားနဲ့ရှင်းပြနေတယ်အဲ့တော့နိုင်ငံရေးဝန်ကြီးဌာနရုံးဟောင်းကိုအိုးအိမ်နဲ့ဦးစီးဌာနရဲ့စာချုပ် BOD စနစ်နဲ့ချုပ်တဲ့စာချုပ်အဲ့ဒါမှာလူကြီးမျိုးအဲ့စာချုပ်ကတွေ့တော့တယ်အပိုက်6တက်လူကြီးမျိုးတွေ့ပါလိမ့်မယ်အပိုက်6တက် U-Force ကရင်းနှီးမြှုပ်နှံမှုကိုတရားရာခိုင်နှုန်းဆော်ရွက်ရမယ်လို့ပြောပါတယ်ဒီ U-Force ကုမ္ပဏီကဒီအဆောက်အဦကြီးကိုတရားရာခိုင်နှုန်းရင်းနှီးမြှုပ်နှံပြီးတော့လုပ်ရမယ်လို့ပြောတယ်ဒီ brain မှာဘိုးရတဲ့ဦးစီးဌာနရဲ့ brain မှာဒါပေမဲ့သူကအဲ့ဒါကိုမျက်ွယ်ပြုပြီးတော့ဦးရဲဝင်းရှိရနေပြီးတော့တိတ်တော့ဓာကြီးလို့ကိုဒီရှေ့ရပေါ်တယ်ဒါပရမသုအမှားပေါ့နောက်တစ်ခုအပိုက်6ရှင်းမိတ်ဆွေများကျွန်တော်တို့ BOD စနစ်နဲ့စာချုပ်မှာအပိုက်6ရှင်းနော်အပိုက်6ရှင်းပါတွေ့ပါလိမ့်မယ်ကျွန်တော်တို့ BOD စနစ်နဲ့အိုးအိမ်နဲ့ဦးစီးဌာနနဲ့ဥတ္တတော်အောင်လို့ချုပ်တယ်အပိုက်6ရှင်းစာချုပ်အဲ့ဒါမှကျွန်တော်တို့တွဲပါရှိပါတယ်အဲ့တော့အဲ့ဒီမှာထင်ထင်ရှားရှားကိုသူကပြင်ရင်ထုတ်ထားတာအိုးအိမ်နဲ့ဦးစီးဌာနကစာအဖြစ်သဘောတူညီမှုမရှိဘဲလုပ်ငန်းများနဲ့ဆက်လင်းသောအဆောက်အဦများနဲ့အခြားတပ်စင်သားသည့်ပစ္စည်းများအားလုံးကိုတော့တစိမ့်တည်သောကိုတော့ထပ်ဆစ်ငှားရမ်းရန်ရောင်းရန်တွဲအပ်ရန်
လွှဲပြောင်းရန်တနည်းနည်းထူခွဲရန် U-Force တွင်လုပ်ပိုင်ခွင့်မရှိစေရထို့အပြင်တိဆောက်ခြင်းလုပ်ကိုင်ခြင်းစီမံခန့်ခွဲခြင်းနဲ့ပတ်သက်သောအခွင့်အရေးများနှင့်ဤစာချုပ်ရဖြစ်ထွန်းလာသည့်အကျိုးကျေးဇူးများကိုအိုးနှင့်ဦးစီးဌာန၏စာဖြင့်သဘောတူညီမှုမရှိဘဲ U-Force သည်မိမိနှင့်ဆက်နွယ်သူများသို့မဟုတ်မည်သည့်ပုဂ္ဂိုလ်ဖွဲ့စည်းမဆိုလွှဲပြောင်းလုပ်ပိုင်ခံစားခြင်းမပြုရဒါသတင်းတော်ကြီးများရှင်းပါတယ်အဲ့ဒါမြန်မာနိုင်ငံသားယင်းနှိမ့်မြုံနှံမှုဥပဒေမထွက်ခင် FDI နိုင်ငံခြားယင်းနှိမ့်မြုံနှံမှုဥပဒေမထွက်ခင်ဒါချုပ်ဆိုတဲ့စာချုပ်ဒါသတင်းတော်ကြီးများသိပြီးတဲ့အတိုင်းပဲအဲ့ချုပ်ဆိုတဲ့စာချုပ်အဲ့ချုပ်ဆိုတဲ့စာချုပ်မြည်သောပင်ချုပ်စေစေကမူU-Force ကဂရုမစိုက်ဘူးဗျာကျွန်တော်တို့ယင်းနှိမ့်မြုံနှံမှုသိန်း1000ကိုနိုင်ငံရေးဝန်ကြီးဌာနရုံးကိုလည်း MNC လည်းသိအကြောင်းမကြားဘူး။အိုးအိမ်နဲ့ဦးစီးဌာနကိုလည်းအကြောင်းမကြားဘူး။တက်ကန်လိုက်ဒါတွေပြီးတော့လားဆိုဒါလည်းမပြီးသေးဘူး။အဲ့ဒီကျွန်တော်တို့တွေကသဘောမျိုးနဲ့ကျွန်တော်တို့သွားနေတာပဲ။ဒီဘက်ကရွှေသွေးကုမ္ပဏီလီမိတက်ကသဘောမျိုးကျွန်တော်တို့သွားနေတယ်။သွားနေတဲ့အချိန်မှာဒီကျွန်တော်တို့အခုလက်ရှိကဟိုတရားမေးစွေးပြောသွားတယ်လို့ခရိုနီဇလန်တွေပါဘလို့ပါလာတယ်ဆိုတော့ဒီပုဂ္ဂိုလ်ကပုဂ္ဂိုလ်ထူပါဗျာနော်ခင်ဗျားတို့ခရိုနီဆိုတာဇလန်တော့ထပ်နေပေါ့ဒါပေမဲ့တော့တိတ်ခရိုနီဗျဟုတ်လားခင်ဗျားတို့မသိတဲ့ခရိုနီပဲဆိုတော့လုံးပိုင်ခွင့်တွေကိုတော်တော်များများသူလုပ်တယ်ဟာတော့မသိဘူးကျွန်တော်လည်းမသိဘူးဟုတ်ပါလားဒါပေမဲ့အခုနဘူးတွေတွေ့ကြတဲ့အခါမှာဒီလိုပုံကိုစစ်လာတာတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကိုအမေရိကန်ဒေါ်လာ1.1 သန်းဟာမိတ်ဆွေများစဉ်းစားကြည့်သမောအမေရိကန်ဒေါ်လာ1.1 သန်းတနေ့900တို့1.1 သန်းကျွန်တော်တို့သိန်း1000ထဲဝင်တာ joint ventureသူကဒီဥစ္စာကိုအခါ1.1 သန်းနဲ့ဘယ်အထိငားပါလဲဆိုတော့ကျွန်တော်တို့တွေကနှစ်ပေါင်း60ပေါ့ဗျာ15နှစ်သူကအခုကျွန်တော် FDI ထွက်လာပြီးတဲ့အခါမှာနှစ်ပေါင်း90သူငားလာ1.1 သန်းတော့နှစ်ပေါင်း80ပေါ့အဲ့1.1 သန်းကိုငားနေဆိုတော့ကျွန်တော်တို့ဝေဝန်တို့ကဒီဟာကြီးကိုလည်းကျွန်တော်တို့ကဆောက်မယ်ဟုတ်ပါလားပြင်မယ်နောက်တော့အလဲကိုလည်းပြင်မယ်ပြင်မယ်ဆိုတော့ခင်ဗျားတို့ကိုshare ဖြစ်တဲ့တရားပြောက်50ပြင်မယ်ကျွန်တော်တို့တွေကကျွန်တော်စာချုပ်စာတမ်းမှတ်ဖို့တွေရုံးမှာချုပ်ထားတဲ့စာချုပ်ပါအတိုင်းအသိမှတ်ပြုပြီးတော့တက်တဲ့ပြလက်မှတ်ထုတ်ခဲ့တယ်ငါးရန်သူက U-Force တကယ်အငားချတာခံရတဲ့သူကဥက္ကိုထူတက်တရားဦးရဲဝဲအဲ့တော့တရင်တော်ကြီးပြောပြနိုင်ငံတော်ကဒီအရာကြီးကိုချထားပြီးတဲ့အပေါ်မှာ U-Force ကဥပဒေနဲ့ဆန့်ကျင်ပြီးတော့ဆောင်ရွက်နေတဲ့အပေါ်မှာဥက္ကိုထူကလည်းလက်ရှိကျွန်တော်တို့အမေရိကန်ဒေါ်လာတွေနဲ့ယင်းနှိမ့်မှုပေါ်မှာသဘောတူနဲ့ဆောင်ရွက်သွားသလားဆိုတော့သဘောတူနဲ့ဆောင်ရွက်မသွားဘူးအဲ့ဒါမှဇန်လက်စားကျွန်တော်တို့ဒီဘက်ကယင်းနှိမ့်မှုကိုတပြားမှမပြီးဘူးဗျာကတဲ့ချိန်ကြီးလည်းမပြီးဘူးဗျာအဲ့တော့ကျွန်တော်တို့ဘက်ကဘာဖြစ်လာလဲဆိုတော့ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေရနိုင်ငံသားတယောက်ဟာဥပဒေပါခွင့်ရကိုအပြည့်အဝရရမယ်ဒါဥပဒေပြန်နှံချက်တကယ်တော့ကြီးမှသိရှိတဲ့အတိုင်းဒါပေမဲ့ကျွန်တော်တို့တွေက
မရဘူးဘာလို့မရလဲယင်းဒီမြုံနေတယ်ဗျာမြန်မာနိုင်ငံယင်းဒီမြုံနှံဥပဒေကကျွန်တော်တို့ဆောင်ရတယ်ဗျာဆောင်ရတဲ့ပုံမှာကျွန်တော်တို့ဒီလိုယင်းဒီမြုံနှံထားပါတယ်ယင်းဒီမြုံနှံမှာကျွန်တော်တို့ခွဲမပေးပါဘူး9ရက်နေ့9ရက်9လကနေပြီးကျွန်တော်တို့မြန်မာနိုင်ငံယင်းဒီမြုံနှံကော်မရှင်ကိုတိုင်တယ်နောက်တစ်ခုကကျွန်တော်တို့အိုးရင်နဲ့ဦးစီးဌာနကိုဗိတ်တူပေးတယ်တနေ့တော်ကြီးများဖိုင်တယ်မှာပါပြီးသားပါဗိတ်တူပေးလိုက်တယ်တို့ရဲ့ရှင်မလာသေးပါဘူးဒါတော့ကျွန်တော်ဝန်ကြီးဌာနရဲ့အစည်းအဝေးဆုံးဖြတ်ချက်တွေအရကျွန်တော်တို့ဆောင်နိုင်တယ်ဆိုကျွန်တော်တို့ရဲ့နောက်25ရက်17လမှာကျွန်တော်ထပ်ပြီးတော့ဒုတိယအကြိမ်တင်လိုက်တယ်4လနဲ့10ရက်ပေါ့4လနဲ့10တဲ့ချိန်ပြည့်တဲ့အချိန်မှာMNC ရဲ့အကြောင်းကြားတာပေါ့ညွှန်ကြားမှုကျိုးကအကြောင်းကြားတာဘလို့အကြောင်းကြားတာလာတယ်လေလို့ဆိုတော့19ရက်17လ2013နှစ်တွင်ကျင်းပသော30နှစ်မြင်းဆောင်2013ကော်မရှင်အစည်းအဝေးသို့တင်ပြရာနှစ်ဦးနှစ်ဘက်ဥပဒေနဲ့ကြီးပြည်လည်အောင်ဖြည့်ရှင်းဆောင်ရွက်ရန်ကော်မရှင်အစည်းအဝေးမှဆုံးဖြတ်သည်ဆိုတော့အခုမှဆုံးဖြတ်တယ်အဲ့လိုဆိုလို့ရှိရင်19ဆက်နဲ့2013နေ့ကကော်မရှင်အစည်းအဝေးကနေဆုံးဖြတ်လိုက်တယ်ဆိုတဲ့နေရာမှာ UFOS ကလိုက်တာသလားဆိုတော့တနေ့တော့ဒီမှာဖိုင်မှာတွေ့လိမ့်မယ်25ရက်နေ့ကဘုံဘကနာလုပ်တယ်အိုးရတဲ့ဦးစီးဌာနကြိုးကြားမှုအဆင့်ရှိတဲ့ပုဂ္ဂိုလ်ကတက်လာဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတယောက်အနေနဲ့မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူတယောက်အနေနဲ့ဘယ်ဥပဒေကိုကျွန်တော်တို့ကအားကိုးရမလဲဆိုတဲ့ချက်ဒါကိုကျွန်တော်မိတ်ဆွေကခံစားလုံရှင်တိုင်းလုံနေတဲ့အပေါ်မှာဥပဒေကမျက်ွယ်ပြုခြင်းနိုင်ငံသားတယောက်အနေနဲ့ခံစားဒါအဓိကချက်သိချင်လို့တရင်တော်ကြီးမြောက်ကိုတရားမိတ်ဆွေကြီးမြောက်ကျွန်တော်တို့တော့ဒီလိုရှိတယ်ပွင့်လင်းမြင်သာစွာနဲ့တင်ပြနေတဲ့အချက်ကိုဖြစ်တယ်ဒါနဲ့ဆိုတာရှိပါသေးတယ်ပြန်လာတရားတွေဆွဲထားတယ်တရင်တော်ကြီးများရှိနေတယ်ကျွန်တော်တို့ကဆွဲတယ်စာချုပ်စာတမ်းမှာပါနေတဲ့တဝက်ပေးရလို့မှုရဲ့နောက်တစ်ခုကဘိုးရင်နဲ့ဦးစီးထားတဲ့ဒီစာဖြစ်သဘောတူညီချက်သူ့စီကံတိုင်းစာဖြစ်သဘောတူညီချက်ပေးပါဆိုကျွန်တော်တရားမှမှုနဲ့ဆွဲတယ်ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှာမှုနံပါတ်60နဲ့ဆွဲထားတယ်အမှုရင်ဆိုင်ဆဲပဲသူ့ဘက်ကလည်းဒီစာချုပ်ကြီးကိုပယ်ပြတ်ပေးပါဆိုပြီးတော့ဆွဲတယ်မှုနံပါတ်65အဲ့တော့ဒီတရားမှမှုတွေကိုအမိန့်တွေဆိုတွေကချပြီးမလားမချသေးဘူးဗျဟုတ်လားမချသေးဘူးအခုဒီအကြီးကခန္ဓာရဲ့လည်းဆက်ဖွင့်နေတယ်ဟုတ်လားအဲ့ဒီအချိန်မှာမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေရအခုမှနှစ်ဘက်ညီနိုင်ပြီးတော့ဥပဒေရဆော်ရရဆိုတဲ့အချက်အခုမှစအဲ့တော့ဒီနေရာမှာကျွန်တော်အဓိကထားတင်ပြခြင်းတယ်ဆိုတဲ့အချက်ပါဥပဒေပါခွင့်ရေးကိုမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနိုင်ငံသားဥပဒေရဘာလို့ခန်းစားခွင့်မပေးတယ်ဆိုတဲ့အချက်ခရိုနီနဲ့ရှိရင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတယောက်ဓာတ်လူခွေးဘာကြောင့်မရတယ်ဒါကိုတရင်တော်ဒီများသိစီခြင်းတဲ့ချက်နိုင်ငံတော်ကသိစီခြင်းတဲ့ချက်နိုင်ငံတော်အကြီးအကဲများသိစီခြင်းတဲ့ချက်ဒီအချက်တွေကိုရိုးသားပွင့်လင်းစွာနဲ့တရင်တော်ကြီးများကိုကျွန်တော်တင်ပြရှင်းလင်းပြခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာတရားရအစီအစဉ်အနေနဲ့စာနယ်ဇင်းဆရာများမှသိရှိလို့ဒီများကိုမေးမြန်းပြီးဦးရဲဝင်းနဲ့ဦးငိမ့်မောင်တို့မှပြန်လည်ဖြေကြားပေးပါမယ်မေးမြန်းနေပါလားကဲကျွန်တော်ပြောရနေရပါအခုတရားရင်ဆိုင်နေရတယ်လို့ပြောရတယ်ခင်ဗျာတရားရင်ဆိုင်နေရတာဘယ်တော့ကာလဘလောက်ကြာလို့ပါလဲခင်ဗျာနောက်ပြီးတော့တရားရင်ဆိုင်ပြီးတော့အခြေအနေဘလောက်ရှိတော့ပါလဲခင်ဗျာဒီနေ့ချင်းဆိုင်ရင်ဆိုင်ပြီးတော့ရပါလိမ့်မယ်မင်းမလားကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားရုံးမှာ
ဦးရဲဝင်းကနေပြီးတော့အုပ်ချုပ်မှုဒါရိုက်တာကျွန်တော်တို့ဦးရဲဝင်းရွှေသိကုမ္ပဏီလီမိတက်ကနေတရားစွဲဆိုတဲ့ဦးတစ်ထောင်ဟိုတရားစွဲဆိုတဲ့အမှုမှာတရားမကြီးမှာ62ပေါ့62မှာပထမအစဆွဲတယ်ဒီဇင်ဘာလ10ရက်နေ့ကစဆွဲပါတယ်ဒီဇင်ဘာ10ရက်နေ့ကဆွဲပါတယ်အခုလည်းမသိဘူးကျွန်တော်တို့လက်ရှိဟိုတရားဆိုင်ဆဲကာလဖြစ်ပါတယ်ဗျ2013နှစ်မှာဒီဇင်ဘာလ10 2013မှာတရားစဆွဲတာပါအခုလက်ရှိရုံးကြီးဒီချိန်နေလို့မရှိပါသေးတယ်ရုံးချင်းချင်းနေဆိုတော့တစ်ခါမှဟိုတရားရင်ဆိုင်မှုမျက်နှာချင်းဆိုင်တရားရင်ဆိုင်မှုမရှိသေးဘူးလားအဲ့ဒါရှင်းနေတွေ့မှုရောပါအဲ့လိုမျိုးလေးပြောတာမဟုတ်ပါဘူးခင်ဗျကျွန်တော်တို့တရားမမှုရဲ့သဘောတဘာဝရာကျွန်တော်တို့အခုလက်ရှိကနှစ်ဖက်ကျွန်တော်တို့ဆိုတော်မှာတင်ပြထားတဲ့ UFOS ကော်မတီsorry ကျွန်တော်တို့နိုင်ငံရေးဝန်ကြီးဌာနရုံးအဆောက်ကိုဆောက်ထားတဲ့ကုန်ကျစရိတ်တွေကဘယ်လောက်ရှိသလဲလို့တစ်ဖက်ရှိနေရတယ်ပြန်မေးထားတဲ့မေးခွန်းပါအဲ့ချိန်မှာကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ကဒီအမှုနဲ့ပတ်သက်လို့မေးခွန်းနဲ့ပတ်သက်လို့ကျွန်တော်တို့ပြေကြားလို့တဲ့ဆန္ဒမရှိဘူးပြန်လဲကန့်ကွက်မယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဆွဲဆိုထားတယ်ဆိုတာကဒီမှာရှိနေတဲ့အကျိုးပြတဝက်အဲ့ဒါမေးစိတွေ့ပါလိမ့်မယ်တဝက်ရလို့မှုနဲ့ဘိုးရင်နဲ့ဦးစီးဌာနကစာပြသဘောတူညီချက်ပေးဖို့ကျွန်တော်တရားစွဲဆိုတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဟာဒီမေးခွန်းကိုဖြေမှာမဟုတ်ဘူးလို့ဆိုပြီးတော့ကျွန်တော်လက်ရှိပြန်လည်ပြီးတော့ပြန်လည်စာရီတင်နေလို့အဆင့်မရှိပါသေးတယ်ဒါကကျွန်တော်တို့ဦးရဲဝဲကနေပြီးတော့ဦးတင်တော်အောင်ဆိုတဲ့အမှုပါနောက်တစ်မှုကဦးတင်တော်အောင်နေပြီးတော့ဦးရဲဝင်းကိုဆိုတဲ့အမှုပေါ့အဲ့ဒါဒီစက်တင်ဘာ29ရက်နေ့ကတရားစွဲပါတယ်ဦးတင်တော်အောင်ကစက်တင်ဘာ29ရက်နေ့ကတရားစွဲပါတယ်အဲ့ဒီမှာကျွန်တော်တို့ဘက်ကနေပြီးတော့မေးခွန်းတွေပြန်မေးရတာရှိပါတယ်ကျွန်တော်တို့ကမေးခွန်းတွေပြန်မေးရတယ်ဆိုတဲ့နေရာမှာဟိုအသေးစိတ်အချက်လက်ကတော့ကျွန်တော်ဒီကူရဲ့ပိုင်မှာမပါတော့ပါဘူးမေးခွန်းတွေရဲ့အဓိကကတော့ကျွန်တော်တို့ဦးကိုထူးပါအမေရိကန်တစ်တမတသန်းနဲ့ငားရမ်းထားတာမှန်သလားနောက်တော့အိုးရင်နဲ့ဦးစီးဌာနနေပြီးတော့ကျွန်တော်တို့ဟိုစားပြသဘောတူညီချက်ပေးတာမှန်သလားဆိုအဲ့ဒီဘေးကွန်းအချက်အချုပ်လက်တွေပေါ့ကျွန်တော်တို့မေးရတယ်ဆိုတဲ့နေရာမှာသူတို့ကနေပြီးတော့အဲ့ဘေးကွန်းတွေမဖြစ်ဘူးပြန်ကတ်ွက်ဆိုတဲ့အိဗေကတော့အခုတရားမမှုတွေဖြစ်နေတဲ့အချိန်ကတော့အတွင်းမှာတရားမမှုရဲ့ထုံးစံအတိုင်းနှစ်ဖက်မေးခွန်းတွေတို့စာတွေတို့အဲ့ဒါတွေကိုတွားနေတဲ့အဆင့်မရှိပါသေးတယ်တရားလိုတရားပြိုင်နေလူပြသက်သေတွေစစ်ဆေးတဲ့အဆင့်မရောက်သေးပါဘူးဒါလို့ဆိုရင်တော့ပြည့်စုံတော့ပြီကျွန်တော်ဟုတ်ကဲ့ပါနောက်ထပ်မေးမြန်းလို့တဲ့သူရှိရင်မေးမြန်းနိုင်ပါတယ်။ကျွန်တော်ရွှေသိကုမ္ပဏီလီမိတက်ကဦးချုံမတိုင်တာဦးရဲဝင်မင်းချင်ပါဘူး။ဒီရွှေသိကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးမီဒီယာများနဲ့မျက်စိတွေ့ဆုံပွဲသူတင်တာရှင်းလင်းပွဲလို့ဆိုတင်ထားတယ်ပေါ့နော်။ဒီနေ့ဒီပွဲအိမ်ပေါ်ညာပြည်သူကိုပေးချင်တယ်အဓိက message ပေါ့နော်။ဘယ်လိုမျိုးပြောချင်တာဘယ်လိုမျိုး message ပေးချင်တယ်ပေါ့အဲ့ဒါလေးချက်ပြချင်တယ်။ message ကတော့ထွေထူးမရှိပါဘူး။ဒီခရိုဒီဝင်ပါလာတဲ့အချိန်မှာဥပဒေအထက်မှာဘယ်သူရှိနေမှမသိပဲနဲ့အခုချိန်ဒီကျွန်တော်တင်ပြထားတဲ့4လခွဲလောက်ကြာတဲ့ MIT တင်ပြထားတော့အခုချိန်ဒီအရှင်မယူသေးပါဘူးအခုမှကျွန်တော်15ရက်နေ့မှဒီလ15ရက်နေ့အမေစုနဲ့သမရစီတင်လိုက်ပါဒါပဲလို့ဒီလိုတွေးဆောင်ကလဲဆိုတော့ဥပဒေအထက်မှာဘယ်သူမှမရှိရလို့ပြောထားရတဲ့နဲ့ခရိုဒီ
တယောက်ကနဲ့ဥတီတော်တဲ့ပေါင်းပြီးတော့အခုချိန်ကြီးကျွန်တော်အရှင်မယူသေးပါဘူးနောက်တစ်ချက်သတင်းကတခုပြောပြရလေခုနကြာသွားလို့ကျွန်တော်မြမအလင်းသတင်းသားတွေပါဥကိုထူကိုကျင်ညာထားပါတယ်လူကြီးပင်းတို့ပေးတဲ့ဖိုင်ထဲမှာပါပါတယ်ကျွန်တော်ကြေးပုံတွေကိုထည့်မပေးပါဘူးငွေသွင်းထားပြီးတော့ဥကိုထူကျွန်တော်ကျင်ညာထားပါတယ်ဥပဒေထဲမှာဘယ်သူမှမရှိရဆိုပြီးတော့ငွေသွင်းချက်လိုက်ပြီးရတဲ့တရထဲတွင်းထားတဲ့ဟာကိုသတင်းသားလိုက်ရမှာမထည့်ပေးပါဘူးအဲ့တော့ဥပဒေထဲမှာလူရှိနေမှကျွန်တော်မသိလို့ဒီလိုရှင်းလင်းပွဲလုပ်တာပါ message ပေးတယ်ဥပဒေထက်မှာရှိနေတာဘာအတွက်လဲဘယ်သူတွေကကာဝါလုပ်လို့ဒီခရိုဒီကိုဖြစ်နေလဲကျွန်တော်ကျင့်ကြတာပါဥက္ကုတုဒီမှာချက်လန်လည်းတက်ပြီးပါငွေလည်းတွန်းထားပြီးပါမြမအလင်းနဲ့လည်းပါသွားပြီးပါကျင်းဖို့မှာထပ်မပါတော့ဘာဖြစ်လို့မပါလဲလို့လိုက်ရုပ်ပေးတဲ့အခါကျတော့အထက်ကညွှန်ကြားထားလို့ပြောပါဘယ်သူညွှန်ကြားပါလဲမပြောပါဘူးကျေးဇူးတင်ပါဒီလေးကိုဘိုးနဲ့ထုတ်ထားတဲ့စာချုပ်မှာဒီယူဖို့ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ချုပ်ဆိုတာနော်ရုပ်စာကိုမသိလို့ဦးတို့ကသွားပြီးတော့တိတ်တောင်းပူပေါင်းလိုက်ဦးခုနဖက်ပြစာချုပ်ရဆိုရင်သူတူးတည်းပဲလောက်ကြမယ်ဆိုပြီးဘိုးရတတ်မှတ်တာမသိလို့သွားခေါ်တယ်နောက်တစ်ခုကကြတော့ဟိုဒီမှာပြောထားတဲ့ဒီနိုင်ငံသားလုပ်ငန်းရှင်တွေကဒီမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအခွင့်အရေးကိုလုံးဝမရရှိဘူးလို့ပြောတာပေါ့နော်အဲ့ဒီချက်ရဆိုရင်ဥပဒေတိုင်းယူမယ်ဆိုရင်ဟိုဘက်ကဒီဥတင်တော်အောင်တော့မဖြစ်နိုင်ဘူးအဲ့ဒါလေးရှင်းနေပထမဆုံးဒီလိုဗျလူကြီးမြတ်မိဂုံပထမနံပါတ်1က UFOS ကုမ္ပဏီနဲ့အိုးနဲ့ဦးစီးဌာန BOD စနစ်နဲ့ချုပ်တယ်ဆိုတဲ့စာချုပ်ကိုအဲ့စာချုပ်ကိုကျွန်တော်တို့စပြီးတော့မပြဘူးဗျတစ်ချက်မပြစ MIC ကွန်ပျူတာကိုပဲကျွန်တော်တို့ပြ MIC ကွန်ပျူတာဆိုတာကလူကြီးမင်းတို့ဟိုမှာကျွန်တော်တို့ကုရဘစာမှာ MIC ရဲ့စာပရမတ်စာမျက်နှာလေးတွေ့တယ်အဲ့ဒါလေးပဲပါတယ်အဲ့တော့သူတို့တွေကအဲ့ဒီရဲ့မြင်ကွင်းကိုကျွန်တော်သင်္ချာပြန်ပြောပြမယ်ဆိုတော့တကယ်မြင်ကွင်းဖြစ်ပဲသူဘာလဲဆိုတော့ဗျာဒီ UFOS ကုမ္ပဏီကဘာကြောင့်များဒီမှာရှိတဲ့နိုင်ငံတော်ကဒီပုဂ္ဂိုလ်တွေကိုချပေးတယ်ဆိုတော့ကျွန်တော်တို့မသိဘူးဗျာတော်ဆိုးတယ်ဒါပေမဲ့ကျွန်တော်တို့တွေကိုလာရောက်ရင်းနှီးမြှုပ်နှံမှုပြောရဆိုတဲ့အချိန်မှာသူတို့ပတ်စံတွေအများကြီးကျွေးတယ်ဒါကျွန်တော်ရဲဝံပြောရတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီနေ့ရင်းနှီးမြှုပ်နှံတော့မယ်လို့သွားမဲ့အချိန်မှာသူတို့တွေမှာဘာမှအစီအစဉ်မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီလုပ်ငန်းကြီးတွေရင်းနှီးမြှုပ်နှံမှုစိတ်ဆုံးဖြတ်ပြီးတဲ့နောက်ဘာသာချုပ်စာရမ်းမှမရှိဘူးအဲ့ဒီသိထောက်မှာပြီးခဲ့ဒါတရင်စာရှိတဲ့ပုဂ္ဂိုလ်ကြီးများတို့သိအောင်ကျွန်တော်တို့အခုရှင်းပြပထမဆုံးစနေတဲ့ကိုသိထောက်မှာဘာသာချုပ်မှမရှိဘူးပြီးလေအဲ့ဒါကျွန်တော်တို့မသိဘူးဆိုတဲ့အချက်ကိုကျွန်တော်တို့ပြောပြအဲ့တော့နောက်ကျွန်တော်တို့စာချုပ်ချုပ်ပြီဗျာမှတ်ဖို့နေစာချုပ်ချုပ်တဲ့နေ့ပြည့်တဲ့နေ့အဲ့နေ့မှာကျွန်တော်တို့ကဒါယူကျွန်တော်တို့သွားတွေ့မှတ်ဖို့နေစာချုပ်တဲ့မှာအဲ့ကျွန်တော်ရှင်းနေရှင်းရနေတဲ့စာချုပ်စာတမ်းတွေကျွန်တော်တောင်းတယ်အဲ့တောင်းတဲ့အခါမှာအဲ့သူတို့ပြလာတဲ့အခါမှာအဲ့စာချုပ်ကိုသွားတွေ့တော့ကျွန်တော်ပြောတယ်ခင်ဗျာအိုးရင်နဲ့ဦးစီးဌာနကစာနဲ့သဘောတူညီချက်ကျွန်တော်ပေးရမယ်ဘာပြောတယ်လဲမိတ်ဆွေကြီးပြတော်တော်လေးနဲ့ထားဖို့ကောင်းတင်ပြလိုက်ရုံပဲတဲ့သူတို့သူရနဲ့ရင်းနှီးမြှုပ်နှံတာကိုတင်ပြလိုက်ရုံပဲတဲ့ဒါဖြစ်မှာနော်တင်ပြလိုက်ရုံပဲဆိုရတဲ့ပြရာအကြောင်းကြားလိုက်ရုံပဲပေါ့အဲကျွန်တော်တို့ယူကြည့်တယ်ဟုတ်ပါလားအဲချုပ်တယ်စာချုပ်စာရမှောက်ဖို့နဲ့ဌာနမူရှိမှာတရားဝင်အဲ့ပရိညင်တွေကျွန်တော်တို့ချုပ်ဒါဆိုရင်နံပါတ်1မိကုံပြည့်စုံပါတယ်လို့ယူဆပါတယ်နံပါတ်2မိကုံလေးချက်ပြန်ပေးပါဦးရှင်းနေဒါပေါ့အဲ့ဒီဟယ်လိုဟုတ်ကဲ့ရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံယင်းနှိမ့်မြုံနယ်မှုဥပဒေအရဒီကလေးဒီပြဿနာမှာတစ်ဖက်ကဒီစာချုပ်ပေါက်တဲ့ကုမ္ပဏီတွေကိုအရေးယူမယ်ဆိုရင်ဘယ်လိုအရေးယူလို့ရလဲရှင်းလို့ဟုတ်ကဲ့ကျွန်တော်ရှင်းပြပထမဆုံးကျွန်တော်တို့ယင်းနှိမ့်မြုံနယ်မှုဥပဒေမထွက်သေးဘူးဗျနော်ယင်းနှိမ့်မြုံနယ်မှုဥပဒေမပြဋ္ဌာန်းသေးဘူးဗျယင်းနှိမ့်မြုံနယ်မှုဥပဒေကဘယ်နေ့မှပြဋ္ဌာန်းတယ်လဲဆိုတော့ကျွန်တော်တို့2013ဇူလိုင်လ29ရက်နေ့မှာနော်ဟိုပြည်တော်စုလွတ်တော်ဥပဒေမှာ18နဲ့ကျွန်တော်ပြထားတယ်မြန်မာနိုင်ငံရင်းနှီးမှုဥပဒေကို2013ခုနှစ်ပြည်တော်စုလွတ်တော်ဥပဒေမှာ18 13ရက်29ရက်နေ့မှာကျွန်တော်ပြထားတယ်နော်အဲ့တော့သူကအဲ့လိုပြထားတယ်ကျွန်တော်တို့ယင်းနှိမ့်မြုံနာမှုဥပဒေမပြဋ္ဌာန်းခင်မှာကျွန်တော်ယင်းနှိမ့်မြုံနာမှုဥပဒေမပြဋ္ဌာန်းခင်မှာဘယ်ဥပဒေနဲ့ကျွန်တော်တို့သွားတယ်လို့ဆိုတော့အရင်ဥပဒေအဟောင်းကြီးနဲ့ကျွန်တော်သွားတယ်အရင်ဥပဒေအဟောင်းနဲ့သွားတယ်ဆိုတဲ့အချက်မှာကျွန်တော်တို့ဘယ်ဥပဒေနဲ့သွားတယ်လဲဆိုတော့နိုင်ငံတော်ညီဥပဒေမှုတည်ဆောက်ရေးဥပဒေအမှတ်4/49ရသွားတယ်4/94ရသွားတယ်အဲ့လိုအခြေအနေမှာကျွန်တော်တို့အိုးရင်နဲ့ဦးစီးဌာနကချုပ်ဆိုတဲ့စာချုပ်မှာတစ်ဖက်ကမေးဆွေးမေးခုနအချက်တွေပေါ့စာအဖြစ်သဘောတူညီချက်မရရင်ဘာလုပ်မလဲဆိုတဲ့ချက်စာအဖြစ်သဘောတူညီချက်မရဘူးဆိုလို့ရှိရင် MIC ကနေပြီးတော့အိုးရင်နဲ့ဦးစီးဌာနကစာချုပ်ဖောက်ဖျက်မှုနဲ့အရေးယူဆိုတဲ့အချက်တွေကိုအဲ့အိုးရင်နဲ့ဦးစီးဌာနချုပ်ဆိုတဲ့စာချုပ်ကိုလူကြီးမင်းတန်ကြည့်တွေ့တယ်နော်ပထမ3လဒီစာချုပ်ပါစည်းကမ်းတွေပြတ်ကွက်တယ်ဆိုလို့ရှိရင်ပထမ3လဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ရှင်းပြခိုင်လုံနဲ့မစိတွေ့ပါလိမ့်မယ်နော်နောက်6လမပြည့်ပြတ်ဘူးဆိုလို့ရှိရင်အရေးယူမှုသူဆောင်ရွက်အရေးယူတဲ့ဆိုတဲ့နေရာမှာအခုကျွန်တော်တို့အခုနိုင်ငံသားဥပဒေပေါ့နော်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေထွက်လာပြီအခုကျွန်တော်တို့ MNC ကနေပြီးတော့အကြောင်းကြားလာတာနှစ်ဖက်ဥပဒေနဲ့အညီညှိနှိုင်းဆောင်ရွက်ရန်ဆိုတဲ့အချက်မှာဟုတ်လားအခုလက်ရှိပုံမှန်ကျွန်တော်တို့ကသူတို့တိုင်ထားတဲ့ကောင်မှာပုံမှန်1933ရအရေးယူမှုတွေ့လာတယ်အခန်း19ပုံမှန်33နော်အဲ့တော့လူကြီးမင်းတို့ပေးထားတဲ့ဖိုင်ထဲမှာပါပြီးသားအဲ့တော့အခန်း16စီမံခန့်ခွဲဆိုင်ရာပြည်တံများဆိုတဲ့ကပါနော်ကာကြီးသတိပေးခြင်းကာကြီးသတိပေးတာပါမယ်ခါခွေအခိုကင်းလုံးခွင့်နဲ့တက်တာခွင့်များကိုရိုက်ရဆိုင်ခြင်းကားငယ်လုပ်ငန်းကိုကာလသတ်မှတ်၍ဆိုင်းငံ့ထားခြင်းကာကြီးခွင့်ပြုမိတ်ကိုပြန်လည်ရုပ်သိမ်းခြင်းငါနောင်မြင်မြည်သည့်ခွင့်ပြုမိတ်များထုတ်ပေးမဟုတ်သောနာမည်ပြက်စီးပွားရေးလုပ်ငန်းချင်းစင်း၌ထည့်သွင်းခြင်းဆိုပြီးတော့အရေးယူမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်ဆက်ပြီးတော့သိချင်တာအဲ့ဆိုရင်ဦးလေးတို့ဒီသိန်း1000ကအလိန်ခံလိုက်ရမလားဘယ်လိုမျိုးလဲတိတ်တောင်းကအလိန်ခံရတာမဟုတ်ဗျသူကအခုလက်ရှိကကျွန်တော်တို့ကိုလိန်ပြီးတော့ချုပ်တယ်လို့ကျွန်တော်တို့ဆွဆွဲတာမဟုတ်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကနိုင်ငံသားတယောက်ကရင်းနှီးမြှုပ်နှံရတယ်အဲ့ရင်းနှီးမြှုပ်နှံတဲ့ဥပဒေကအခွင့်အရေးကိုမခံစားရတော့ဘူးပြတယ်အခုတိတ်တောင်းကိုကျွန်တော်တို့တောင်းတယ်မတောင်းဘူးကျွန်တော်တို့ကတိတ်တောင်းတောင်းရင်သူကပေးလိုက်မိတ်ဆွေများသဘောပေါက်လို့ယူဆတယ်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေထွက်လာပြီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထွက်လာပြီအခုလူကြီးမင်းတို့ဒီမှာပါတယ်ဂျာနယ်မှာကြီးညာထားတယ်1 square feet ကို8000လုံးတဲ့ဟုတ်လား1 square feet ကို3သိန်းလုံးတဲ့အဲနိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို
ခင်ဗျအငှားချရမယ်နေ့ရှိနှစ်90အငှားချရမယ်အဲ့ရဲ့တန်ဖိုးကိုလူချင်းမင်းတွက်ကြည့်ပြလိုက်ဟုတ်ကလားအဲ့တော့ကျွန်တော်တို့သိတဲ့သောကိုသူပြန်ရှင်းလိုက်အခု1000လို့ကျင်လား1000ပေးလိုက်မယ်အဲ့တော့ကျွန်တော်တို့ကသိတဲ့သောတောင်းနေတာမဟုတ်ပါဘူးခင်ဗျာနော်ကျွန်တော်တို့ကသိတဲ့သောတောင်းနေတာမဟုတ်ဘူးကျွန်တော်တို့စတင်ပြီးတော့ယင်းဒီမြုံနာမှုဝေပေါ်မှာနိုင်ငံသားတယောက်အနေနဲ့ယင်းဒီမြုံနာမှုအခွင့်အရေးတွေကိုကျွန်တော်တို့ကတောင်းနေတာပဲဖြစ်တယ်အဲ့ဒါကိုဥပဒေထက်မှာရှိနေတဲ့ပုံကိုယ်တွေကခရိုဒီတွေကပေါ့ဗျာနီးပြိုးစုံနဲ့ဖတ်တားပြီးတော့လွယ်တူရှင်းပြောရမယ်ဆိုရင်လှုပ်ချင်တယ်လို့လှုပ်နေတဲ့သဘောပေါ့ဗျာနော်ဒါဒီကိုယင်းဒီမြုံနာသူတယောက်အနေနဲ့ဝေးကြီးခံစားမှုအတိုင်းတာတစ်စိတ်တည်းအပြင်ထိခိုက်နေတာတဲ့အတွက်နောက်နိုင်ငံတော်မှာနိုင်ငံသားယင်းနှိမ့်မြုံနှံသူနိုင်ငံသားယင်းနှိမ့်မြုံနှံသူတွေဘယ်လိုတောင်းယူသွားတယ်ဆိုတဲ့အချက်ကျွန်တော်တို့ကသိစေစီခြင်းလို့အခုလိုတရားတစ်ပေါက်နဲ့ဒီလိုရှင်းလင်းပြနေတာဟုတ်ပါပြီကျေးဇူးပဲနောက်တစ်ချက်ပါပါโอเคဟိုလေဟိုဘက်ကတရားပြန်ပေါ့နော်လောလောဆယ်ချင်းတရားမမှုရဖြစ်နေတရားပြန်ဥတင်ထွန်းအောင်နေပေါ့ဦးရဲဝင်းကိုပြန်လဲပြီးတော့ပေးဖို့လဲစာလို့ထင်တာကျွန်တော်တို့ကိစ္စမသိလို့ပါဒါအဲ့မှာပါလာတဲ့အချက်လက်တွေတွေမှာလေကျွန်တော်တို့ဒီလက်ဆန်သိန်း1000ကိုပြန်လဲထုတ်ယူကြည့်နိုင်တယ်ပေါ့နော်ဒါအဖို့လုပ်ငန်းဆက်လက်လုပ်ဆောင်မယ်ဆိုလို့ရှိရင်3,800ဟို3800ကျော်ပြန်လဲပြီးတော့ထက်သွင်းရမယ်အစာချုပ်အသိချုပ်ကမျိုးလည်းပါတယ်ခင်ဗျာနောက်ပြီးတော့အဲ့မှာပါဒီကသိကျင်တဲ့အချက်လေးကဒီစာချုပ်ပထမဦးဆုံးစာချုပ်ချုပ်တဲ့အချိန်မှာဥပဒေကောင်နဲ့ဥရွှေသေးနဲ့ဒီရွှေသေးကုမ္ပဏီရဲ့စာချုပ်ချုပ်တဲ့အချိန်မှာရွှေသေးကုမ္ပဏီကနေကျက်သိန်းတောင်းအပြင်ပိုင်ဆိုင်မှုရွှေပြောင်းလို့မရတဲ့ပိုင်ဆိုင်မှုတွေကိုဘန်ဘရိုးဘန်အပေါင်းထားပြီးတော့သူတို့တင်ပြရမယ်ဆိုပြီးတော့အဲ့ဒါကိုသူတို့တွေကမလုပ်ဘူးလို့သူတို့တွေကဆွဲထားတယ်ခင်ဗျာအဲ့ဒီချက်တွေကိုသိကြတယ်ကျွန်တော်ကမ္ဘာကဘာမှာ3600နဲ့ပေါင်ထားပါတယ်လောဆယ်ကျွန်တော်ပိုက်ဆိုင်မှုအမရာဘာမှာ1200နဲ့ပေါင်ထားပါတယ်အဲ့ဒါတွေပြင်နေတဲ့အဲ့ဒါတွေပေါင်ပြီးတော့သူ့ကိုယုံကြည်ပြီးပြင်နေတဲ့ကာလမှာခရိုဒီဝင်လာတော့ပါတယ်အဲ့မှာကျွန်တော်ရက်လိုက်ရတယ်နော်နောက်တစ်ခုကျွန်တော်406ကိစ္စလေးကြုံတော့လေးပြောပါ406ကျွန်တော်သူ့ကိုတဲ့တော့စင်ပြေတော့ကားတစ်သီးပေးတာပါအဲ့ကားတစ်သီးကိုဆရာဝါမှာကြောက်လို့ပါကျေးဇူးပြုပြီးနားတော့ပါကားတစ်သီးကိုကျွန်တော်ကယုံကြည်သောအသက်ဘုံနဲ့ကျွန်တော်406ရဲစခန်းကိုမှုတော့ဖွင့်လိုက်ပါအမှုဖွင့်လိုက်ပြီးတော့ကျွန်တော်သူရဲတွေတော့ကားတွေပါတိတ်သူတို့စစ်ဆေးပါတယ်ဘယ်လောက်ထိစိုးတဲ့လူတွေလဲဆိုတော့ကျွန်တော်ဒီက notice ခဏလူကြီးမင်းမေးတဲ့စာရကိုကျွန်တော် notice ပြန်ထားပါတယ်တိတ်3800ဆိုကလင်ကတစ်တက်ပို့လို့ကျွန်တော်ပြန်လိုက်မိပါတယ်အဲ့မှာဘာလဲဆို2လမ်းပါတော့ကျွန်တော်လက်ပတ်နဲ့အပေါ်စာနဲ့ဟနေပါအဲ့ဟနေတာကိုသူ့မိန်းမကွန်ပျူတာကျွမ်းကျင်တဲ့အခါကျတော့လူကြီးမင်းတို့ဖိုင်နဲ့ပါဒီစာပါပါတယ်ဦးတော်များများပြောတယ်မှာငါရှစ်သားနဲ့ဆိုရင်9613အတွက်ငွေတက်188သိန်းဟာဦးရဲဝင်းမှာလက်ခံရရှိပါသည်ကိုကျွန်တော်လက်မှတ်ကိုလှီးပြီးတော့ရဲစခန်းအောင်အပ်ပါအဲ့ဒါအခါမှာကျွန်တော်ကလည်းကျွန်တော်လက်မှတ်မဟုတ်တဲ့အတွက်ဒါစကင်ဖက်တာပဲ CND တောင်းဆို CND ကပြန်လာပါတယ်စကင်ဖက်တာဆိုတော့အဲ့ဒါလေးကျွန်တော်ရဲစခန်းမှာလက်မှတ်ကိုသွားတိုက်စစ်လိုက်တယ်ကျွန်တော်လက်ခံကံကောင်းလို့ရှိလို့အဲ့မှာကျွန်တော်ပြန်တောင်းခိုင်းပါတယ်အပေါ် fault off fault ကျွန်တော်ဒီနာမည်နဲ့လေးတူမတူတောင်းခိုင်းပါမတူဘူးလို့ CND ကပြန်လိုက်ပါနောက်ဒုတိယကြိမ်အပေါ် fault ဝေပေးထားတဲ့ဟာကိုဒုတိယကြိမ်ဖြည့်သွင်းပေးပါတယ်လို့ CND ကပြန်လာပါနောက်တစ်ချက်ကျွန်တော်ဟိုဘက်လက်မှတ်နဲ့သူတို့လီးတဲ့ကျွန်တော်လက်ခံလက်မှတ်နဲ့သူတို့လီးတဲ့လက်မှတ်တူမတူ CND ကပြန်ထားပါတယ်နောက်ကျွန်တော် fault ဒီဘက်လက်ခံ fault တူမတူပြန်ထားပါတယ် fault တူပါတယ်လို့ပြန်ထားပါကျွန်တော် fault ဆိုတော့တူတာပေါ့သူတို့ fault မတူအဲ့လိုခိုင်ခိုင်မာမာ CND ကပြန်တဲ့စာကြီးကြာလာလို့ဥပဒေအရာရှိ406ဆိုပြီးတော့တင်တော့ဖမ်းပါဆိုပြီးတော့တရားစွဲတာဆိုပြီးတော့မိတ်ချပါတယ်25ရက်17လအဲ့လိုမိတ်ချတာတော့အခုအစစ်စင်ရနေကျွဲယူနေတာနေပြီးတော့ရောက်ပြီလားတော့မသိဘူးဥပဒေတွေကဘယ်လိုရှိနေမှန်းတော့မသိဘူးလူကြီးမင်းတို့ဒါလေးလည်းကျွန်တော်တစ်ချက်တင်ပြချင်လို့ပါဒီ406ဆိုတော့အပကမရပါဘူးဒါကိုသူ့ကိုမဖမ်းနိုင်အောင်
ဒီမျိုးစုံနဲ့အခုပြန်ကြလာရင်ဘယ်လိုကြလာမလဲတော့မသိပါဘူး CID ရဲ့ပြန်စာခိုင်လုံနေတာတော့မှအခုအစစ်စင်ရနေပြီးတော့အထက်ကတောင်းလို့နဲ့ဘယ်အထက်တွေကတောင်းနေမှမသိဘူးဘယ်ရောက်မှန်းလည်းမသိတော့ပါဘူးပို့ထွဲက25ရက်ဆိုတလနီးနီးရှိပါတင်ထုံးအောင်ဖမ်းရမှာဒါကကျွန်တော်ပုဂ္ဂိုလ်ရေးရအရင်ကျွန်တော်ကိုရုံမာလုံးလုံးကျွန်တော်လောက်တော့ကျွန်တော်ကဥကျော်သူတို့ဒေါ်ပြူတင်းတို့ကားဥကျော်သူကား၄စီးအမ်ဘူလန့်2စီးဒေါ်ပြူတင်းတို့ကား3စီးအမ်ဘူလန့်1စီးကျွန်တော်လူထားပါလူတဲ့အချိန်မှာကျွန်တော်နှုတ်နဲ့ပြောထားပါဒီလူပွဲဘက်ဒီအားလုံးတွေကိုကျွန်တော်မသေးခင်260လုံးလုံး၄ဘုံတစ်ဘုံကျွန်တော်အားလုံးညလူသွားပါမယ်ဆိုပြီးတော့ဂရိတွေပေးထားတယ်ပေးထားတဲ့အခုဒီလိုကျွန်တော်ပေါ်ဖြစ်လို့ရမ်းစိတ်ကလို့400ကျော်တွင်းရတာကျွန်တော်ကလူပွဲဘက်တွေကိုကျွန်တော်ရာသက်ပတ်260သေသွားပြီးကောင်းဘယ်ဘဝရောက်260 90လုံးအားလုံးလည်းနှုတ်တွေကျုံပြီးသားဖြစ်ပါတယ်တော်ပေးလို့လည်းရပါတယ်ဒေါ်ပြူစင်းတို့ဥကျော်သူတို့အဲ့တော့ကျွန်တော်ဥကျော်သူကလည်းကျွန်တော်အန်ဒူလက်နဲ့ဒီထက်လူခဲ့သေးပါတယ်နှုတ်လည်းအခုဂျပန်တင်ဖို့လုပ်နေပါအဲ့လိုနှုတ်တွေကျုံထားရတဲ့ဒီကောင်တွေဒီလိုကလေးပြစ်ခရိုဒီနဲ့ပေါင်းပြီးကျွန်တော်ဥပဒေထက်ရှိနေလို့ကျွန်တော်အရန်ခံစားနေရလို့ဒီလိုရှင်းလင်းပွဲလုပ်တာပါ၄ရက်6ရက်ဖြစ်နေနေတဲ့ဒါခုနရှင်းပြဖို့ကြံခဲ့လို့ပါကျေးဇူးတင်ပါတယ်ဒီစာလုံးပါပဲပေါ့နော်ကိုဘက်ကပေးဖို့တာပါပဲပေါ့နော်ကျွန်တော်နောက်ချက်ကျိုးတွေကအကိုတို့ဒီကျွန်တော်ရွှေသေးကုတ်ကြီးကနေပြီးတော့သူတို့စားတော့ပေါ့နော်စားရုပ်ထုတ်တယ်အကျိုးတူပေါင်းနဲ့စားရုပ်ထုတ်ပြီးတော့အကျိုးတူပေါင်းတဲ့အချိန်မှာရွှေသေးကုတ်ကြီးကနေပြီးတော့ဒီဥစ္စာကြီးကိုပြန်လည်ပြင်ဆင်မိုးမှန်မျိုးလောက်ရမယ်လို့ကျွန်တော်ယူဆပါတယ်။ဘာလို့လဲဆိုတော့ဒီမှာမေးထားတဲ့မိကုန်းကအဲ့လိုပြင်ဆင်မိုးမှန်စောက်လို့ရေးလုပ်မယ်လောက်ကန်ဆောင်ရွက်ခွင့်ရှိကြောင်းပေါ့နော်။ရှိလားမရှိဘူးလားပေါ့။သူတို့ရပြန်နေပြပြခိုင်းပါတယ်ခင်ဗျာ။အဲ့ဒီအကြောင်းလေးရောနည်းနည်းရှင်းပြပြကျွန်တော်ဒီလိုကခဏမိတ်ဆွေမေးတဲ့မိကုန်းကိုတစ်ဖက်ကကျွန်တော်ရဲ့မိတ်ဆွေပြောဝင်ဖြေသွားတယ်ဆိုတဲ့နေရာမှာမိတ်ဆွေမေးတဲ့မိကုန်းမှာအဲကျွန်တော်တို့သူကပတ်စံပြန်ပေးတယ်ပေါ့ဗျာစာချုပ်ပြင်ပေါ့ဗျာနော်အဲ့နေရာမှာသူကဒီလိုဗျသူက return to notice ပေါ့နော်ပြန် notice ပြန်လာပေါ့အဲပြန်လဲဆိုတဲ့နေရာမှာကျွန်တော်တို့တွေကစတွေကမိတ်ဆွေရသူကဒီလိုစာချုပ်စာရဲ့ brain ရဲ့အင်္ဂါရကစာချုပ်တွေကိုကျွန်တော်ရဲ့ဒီ joint venture စာချုပ်မှာနှစ်ဖက်ပေါ့ညှိနှိုင်းပြီးတော့စာချုပ်တွေကျွန်တော်ပြင်နိုင်တယ်ဆိုတဲ့အချက်ပါတယ်သူကစာချုပ်ပြင်ခိုင်းတာဒီတိုင်းပြင်ခိုင်းတာမဟုတ်ဘူးရှင်ဒီမှာမိတ်ဆွေမေးတဲ့မိကုန်းပါဘာမှရှိတဲ့ကျွန်တော် sorry ဦးရဲဝင်းမှာရှိနေတဲ့ပိုင်ဆိုင်တဲ့ဥစ္စာတွေကိုဘာမှပေါ်ပြီးတော့ထည့်ပါမယ်လို့ကျွန်တော်ဒီပေးတာရှိဦးရဲဝင်းကဘာပေါင်ထားပြီးသွားပြီဒါပေမဲ့ဒီအစာအုပ်ကိုကျွန်တော်တို့ကပြင်နေတယ်ပြင်နေတဲ့ကံမှာအိုးရတဲ့ဦးစီးဌာနကစာဖြစ်တဲ့သဘောတူညီချက်မရခဲ့ရင်ကျွန်တော်ပြင်တာကစာချုပ်ထဲမှာ joint venture ဖြစ်ပြီးတော့အိုးရတဲ့ဦးစီးဌာနကအသိမှမပြုခဲ့ရင်တပိုင်းတလက်စာ joint venture သာဖြစ်ဌာနဆိုင်ရာခွင့်ပြုချက်လို့တယ်ဌာနဆိုင်ရာခွင့်ပြုချက်ရမှာ MIC ကဦးရဲဝင်း plus ဦးတင်တော်ဒီနဲ့ကျွန်တော်တို့ရွှေသေးကုမ္ပဏီလီမိတက်ကဒီကျွန်တော်တို့အိုးရင်းနဲ့ဦးစီးဌာနကိုဆောင်ရွက်ခွင့်ရှိဒါဆိုရင်တော့မိတ်ဆွေသဘောပေါက်ပါတယ်လို့ကျွန်တော်ယူဆပါတယ်နောက်တစ်ချက်ကသူတို့တောင်းထားတဲ့ငွေကြီးပမာဏတွေပေါ့အဲ့ဒါကျွန်တော် return notice ပြန်လာတာရှိပါတယ်နော်တောင်းတဲ့ငွေကြီးပမာဏတွေကျွန်တော်တို့စောက်မပြောတယ်ဗျာကျွန်တော်တို့စောက်ခွင့်မပြုဘူးကျွန်တော်တို့ပြင်မပြောတယ်ဗျာကျွန်တော်တို့ပြင်ခွင့်မပြုဘယ်တော့ဒီချိန်နေဆိုးတယ်လဲဆိုရင်သွားပြင်မှုသွားတာအဲ့ဒါရှိတဲ့လုံခြုံရေးတွေနဲ့အဲ့တဲ့မဝင်ရဘူးဒါတကယ်ဖြစ်မှာသွားပြင်မှုသွားတာဦးရတဲ့ကိုယ်တိုင်အဲ့အဆောက်အဦတွေမဝင်ရဘူးဒုတိယကြိမ်ပေါ့ပထမတော့ပြင်နေတယ်ဗျပြင်နေတယ်ပြင်နေပြီးတော့သူတို့ယုံတယ်โอเคစပြင်တယ်နည်းနည်းပေါ့ဗျာအဲ့သိကျွန်တော်တို့ဗန်ပေါင်ထားပြီးတော့အဆောက်အဦကြီးဆိုကျွန်တော်တို့ပြင်တော့မယ်ဆိုတဲ့အချိန်မှာအဲ့တော့ဒီနေ့မှာအိုးရင်းနဲ့ဦးစီးဌာနကိုစားအပြည့်သဘောတူညီချက်ပေးပါဆိုလို့သာကျွန်တော်တို့ထပ်တောင်းအဲ့မှာမိတ်ဆွေတွေ့လိမ့်မယ်ရှေ့ပိုင်းလူဒစ်စာမှာ
အိုးအိမ်နဲ့ဦးစီးဌာနသဘောတူညီချက်ပေးပါလို့ကျွန်တော်လှမ်းတောင်းလိုက်တယ်တောင်းလိုက်တဲ့အခါမှာကျွန်တော်တို့ကသူ့တောင်းတဲ့ notice စာကိုမိတ်တူကိုကျွန်တော်အိုးအိမ်နဲ့ဦးစီးဌာနဆိုပြီးကျွန်တော်တက်လိုက်တကယ်တော့ကျွန်တော်မသွားသေးဘူးအိုးအိမ်နဲ့ဦးစီးဌာနကိုမိတ်တူကျွန်တော်မပေးသေးဘူးအဲ့အချိန်မှာသူတို့အသေးအံဖြစ်တယ်ဓာကြီးပြန်သိမ်းသွားမယ်ဟုတ်လားဓာကြီးပြန်သိမ်းသွားမယ်ဆိုတော့သူတို့ကအသေးအံဖြစ်တယ်အိုးအိမ်နဲ့ဦးစီးဌာနကိုပေးလိုက်လားဆိုတော့ကျွန်တော်နှစ်ဖက်ညီနိုင်ပြန်ညီလိုက်တဲ့အခါမှာကျွန်တော်မပေးသေးဘူးလို့ဆိုတဲ့အခါမှာအဲ့လိုဆိုလို့ရှိရင်နော်ဒီအဆောင်ဦးနဲ့ပတ်သက်လို့ဆက်ပြပါထပ်ပြောပြီးတော့မှအထဲကိုအဝယ်မခံမဲနဲ့သူတို့ပြင်တယ်ဗျာဟုတ်လားသူတို့ဆောင်ရတယ်ဗျာဝယ်မခံတယ်ဆိုတဲ့နေရာမှာဗျာအပိုင်းတစ်ခုကျန်သွားတယ်အခုကျွန်တော်တို့ခရိုနီပြောတဲ့ဥတည်တော့အောင်ပေါ့ဗျာsorry ဥပကိုထူးပေါ့ဗျာတက်တန်းပေါ့ခင်ဗျာကျေးဇူးပြုပြီးတော့ဥပကိုထူးလို့ပဲပြောပြရတာဟုတ်ကဲ့ဥပကိုထူးပေါ့ဗျာနော်ဥပကိုထူးတက်တန်းကျွန်တော်တို့ငားပြီးတဲ့နောက်ပိုင်းကျွန်တော်တို့အထက်ကိုပေးရတော့ပေါ့ဗျာဥပကိုထူးကိုလည်းသူငားတယ်ပြောတယ်နော်ငားတယ်ပြောပြီးတော့ကျွန်တော်တို့ရှိတယ်ဒီမှာပြင်စင်စိတ်တွေလာတောင်းတယ်ဗျာနော်ပြင်စင်စိတ်ဆိုတာသူတို့ပြင်ကျင်တိုင်းပြင်တယ်သူလုပ်ကျင်တိုင်းလုပ်တယ်အစင်းစရာမရှိအဲ့ပုံမှာကျွန်တော်တို့ကသိန်းပေါင်း3858သိန်းနောက်တစ်ချက်မိတ်ဆွေစားတော့မပါတယ်ပြင်စင်စိတ်ခုလက်ရှိချိန်တွေက9ကောင်းလားဘယ်တော့9ကောင်းရှိပြီတဲ့နော်မိတ်ဆွေပြင်ပါလိမ့်မယ်အဲ့တော့ဆိုတဲ့တိပြရတယ်လို့ဗျခုလုံးချင်ရလုံးနေတာလုံးချင်ရလုံးနေတဲ့ကောင်မှာစင်းစရာကိန်းကိန်းမရှိပဲဒီဘက်တောင်းချင်ရတောင်းနေတာကျွန်တော်တို့ဥပဒေစိုက်ပေါ့ဗျအဲ့တိုင်တွားနေတာဟုတ်ပါလားအဲ့ဒါမှပေးဆွေးတွေ့လိမ့်မယ်သူရဲ့ notice စာရဲ့သဘောဟူတာအပြန်လာ notice စာအကြောင်းနေတာဖတ်ခဲ့လို့ရှိရင်အပြန်လာသတင်းစာရဲ့ကြေညာချက်တွေတော့ဖတ်ခဲ့လို့ရှိရင်ပေးဆွေးကိုကောင်းကောင်းပေါက်သွားလိမ့်ပထမဆုံးသူကပြောတဲ့ဥစ္စာကျွန်တော်တို့တိတ်တောင်းဟာသဘောစစ်ငွေတဲ့အာမခံငွေတဲ့ကျွန်တော်စာချုပ်စာတမ်းမှာအာမခံငွေဆိုတာမပါဘူးစာချုပ်တွေလည်းအာမခံငွေဆိုတာမပါဘူးကျွန်တော်တို့တွေကအာမခံငွေမဟုတ်ဘူးဆိုပြီးတော့တရင်စာမှာကျွန်တော်မှတ်ဖို့နေစာချုပ်ထက်လွတ်လိုက်အဲ့တော့မှသူကအကျိုးတူပူပေါင်းဆောင်ရတာလို့ပြန်ဖြစ်သွားတယ်ဒါလို့ဆိုတော့ခြေတက်လောက်မလို့ယူဆပါတယ်နော်ဟုတ်ကဲ့ပါမရှင်းတဲ့အချက်ရှိရင်ထပ်ပေးလို့ရပါတယ်အချိန်ကြီးရှိပါသေးတယ်အားလုံးဆရာဦးရဲဝင်းကိုကျွန်တော်နည်းနည်းလေးမေးချင်ပါတယ်ကျွန်တော် first weekly channel တောင်းနေကြတာခုဖြစ်တဲ့ပြဿနာတွေအားလုံးကတော့အခုတော်တော်စုံစုံသိသိသိသွားပါပြီခုဆရာတို့အခု15ရက်တလ2014နဲ့ဟိုနိုင်ငံတော်သမ္မတစပြီးတော့ကြီးကဲတော်တော်များများသက်တော့တင်ထားတွေ့ရပါတယ်9နေရာပေါ့နော်အဲ့ဒီမှာအဲ့ဒီကနေပြီးတော့ပြန်လာမဲ့အဖြေပေါ့နော်တခုခုတော့တွေ့နေထွက်ပါပေါ့တကယ်လို့ဆရာတို့ဘက်ကအဲ့ဘက်ကအဖြေတခုခုခိုင်ခိုင်မာမာထွက်မလာဘူးဆိုဆရာတို့ရှင်းသက်ပါလို့ဒီရှိတာလေပြီးကြပါမယ်အဲ့ဘက်ထွက်မလာရင်တော့နောက်တဲ့တစ်ပွဲကျွန်တော်ထပ်လုပ်ပါမယ်တရင်ကကြားတဲ့ဆရာများကိုအားလုံးတင်ပြပါမယ်အဲ့ဘက်ထွက်လာတဲ့အဖြေမတင်တဲ့ရင်ကျွန်တော်တင်ပြကျင်းတဲ့အခါဖြစ်ရင်လည်းသူ့ကိုတရင်စာတဲ့ဂျာနယ်တဲ့တောင်းမှန်ပြီးပါကျွန်တော်ကျင်းတတ်ပါပါဒီတိုင်းနဲ့မကျင်းတတ်ပါဘူးဒီတင်တော့အောင်ကျွန်တော်အတိချင်းကျင်းကြပြီးပါကျွန်တော်ဟွာဖြစ်ပါမယ်ကျင်းတဲ့အကြောင်းလည်းအားလုံးကိုကျွန်တော်အတိပေးပါမယ်ဒီလိုပွဲနဲ့ပဲကျွန်တော်ပြန်လုပ်ပြီးတော့အတိပေးပါမယ်ကျွန်တော်တခုကြောင့်ဘယ်မလုပ်ပါဘူးစိတ်ချပါအားလုံးကျေးဇူးတင်ပါတယ်ကူရီးယားနေဝင်ကြမှာကျွန်တော်မေးချင်တာကခရိုနီနဲ့ပတ်သက်တဲ့ကိစ္စတွေဒီမှာရှိနေပြောရတဲ့အခါလူမသိဘူးလူဒီပါလို့ပြောတာအဲ့ဒါကဦးစောထူလာဦးထူလာကိုဒီပါလို့ပြောရတယ်ဆိုအဲ့ဒီအချက်နှစ်ခုနဲ့ပတ်သက်ပြီးတော့တိတက်တာဘယ်ခရိုနီနဲ့ပတ်သက်တယ်ဘယ်သူတွေနဲ့ပတ်သက်တယ်ဆိုတာဖြေကြလို့ရတယ်ဖြေပြီးစီအဲ့ဒါဒီလိုပါခရိုနီလို့ပြောရတာလောတယ်အလုံးစိတ်ကမ်းပေါ့မြန်မာဟိုအလုံးစိတ်ကမ်းပေါ့အေရှားဘီနာစိတ်ကမ်းကြီးကသူတပူတဲ့ပိုက်ရှင်ပါအဲ့တော့ဒီစိတ်ကမ်းပိုက်ရှင်ဖြစ်တဲ့အတွက်လူမသိသူမသိခရိုနီလို့ကျွန်တော်ကနောက်ပိုင်းမှာသိလာတဲ့အတွက်အခုတင်ပြတာပါ
ဆက်နွယ်မှုကတော့သူလည်းနှုတ်နဲ့ပြောဘေးပတ်ဝန်းကျင်ပြောစကားတော့ကျွန်တော်အတိအကျမဟုတ်တော့ပြောလို့မရဘူးသူနဲ့လည်းပတ်သက်ကြောင်းပြီးတော့ရှိပါတယ်သူကဥကိုထူဆိုတာအရင်စက်မှုတိဝင်ကြီးဦးကျော်ကြီးစိန်အောင်တပတ်ပါအဲ့အတွက်ဆက်နွယ်မှုတွေကတော့တက်တဲ့ပတ်သက်တာတွေတော့သူ့မှာအများကြီးရှိပါတယ်သူ့မျိုးသမီးကတော့မဆန္ဒဖြစ်ပါတယ်ဦးကျော်ကြီးစိန်အောင်တမိပါအဲ့စိတ်ကမ်းပိုက်ရှိဖြစ်တဲ့အတွက်ကျွန်တော်ခရိုနီလို့ပြောရခြင်းဖြစ်ပါတယ်ကြံတာတော့ပတ်သက်တာတွေကတော့စိတ်နဲ့ပဲအကုန်လုံးကျေးဇူးပြုပန်းကြည့်ပါကျွန်တော်ကနည်းနည်းလေးဟိုထောက်ထားမရှိတဲ့အတွက်ပြောလို့မရတော့ပါခင်ဗျာနောက်ထပ်မင်းများလူတွေများရှိရသေးလားခင်ဗျာနောက်ထပ်မင်းများမဲ့လူမရှိတော့ဘူးဆိုရင်ကျွန်တော်အခုနောက်ဆုံးစီစဉ်ကိုကြီးညာပါမယ်ရွှေသွေးကုမ္ပဏီမှာအုပ်ချုပ်မှုဒါရိုက်တာဦးရဲဝင်းမှကျေးဇူးတင်အမှာစကားပြောကြပါခုလိုကြွရောက်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်လည်းတစ်ခေါက်တော့ပြန်ဆုံးပါမယ်ပြည်လဲသည်ဖြစ်စီမပြည်လဲသည်ဖြစ်စီကျွန်တော်ပြန်ဆုံးပါမယ်အားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ဖိတ်ရင်လည်းလာခဲ့ပေးပါဦးလို့ကျေးဇူးပြုပြီးမြစ်တရက်ခပါအားလုံးကျေးဇူးတင်ပါခင်ဗျာအဲ့ဒါဟိုပါဦးတိထောင်းဖုန်းနံပါတ်ဥကိုတို့ဖုန်းနံပါတ်တော့ပေးပါမယ်ရှိကြတော့နော်